အားလုံးပဲမင်္ဂလာပါ။ဒါနဲ့ကောင်3ပါးကုန်ကျေးဇူးကိုဥထိပ်မှာထားလျက်ကျွန်တော်ယခုပြောမယ့်အကြောင်းအရာလေးကတော့ရှေ့ပိုင်းမှာအပိုင်း16မှာပြောခဲ့တဲ့ဥရဝေလကတ္တပယတိကြီးအကြောင်းကိုဆက်ပြီးပြောမှာဖြစ်ပါတယ်။ဥရဝေလကတ္တပယတိကြီးကိုမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကမာနကိုခြေချုပ်ဖို့အတွက်ညမှာနဂါးနဲ့မိဖို့ကြောင့်မှနေတဲ့နဂါးနဲ့တကိုးပြိုင်ပြီးအစွမ်းပြပြီးနောက်ရက်ကြတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးထံကိုစတုမှာလည်းနမင်းကြီး၄ပါးဆိုတဲ့တထရထဝိရုလကဝိရုဘကကိုဝေရဆိုတဲ့သာသနာဆောင်နမင်းကြီး၄ပါးလို့လည်းခေါ်တယ်နမင်းကြီး၄ဦးလို့ဟာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးထံကိုလာရောက်ပြီးဖူးမြော်ကြပါတယ်တရားဒေသနာတော်မြတ်တို့ကိုနာယူလို့လာရောက်ပြီးဖူးမြော်ကြတဲ့အခါမှာနမင်းတို့ရဲ့ကိုရောင်ကိုဝါရီယာမိဘုံကြီးအလားအရက်လေးမျက်နှာကနေလာတာဖြစ်တယ်အရက်လေးမျက်နှာနေမိဘုံကြီးတွေဟာအစင်းရှိတဲ့မိဘုံကြီးအစင်းရှိတဲ့နမင်းကြီးတွေဟာဒီမြတ်စွာဘုရားရှင်တရင်သုံးတဲ့မိဘကံကိုဝင်ရောက်တာကိုဥရဝေလကတ္တပနဲ့တကွာသူ့ရဲ့တပည့်အပါ900တို့ဟာမြင်တွေ့လိုက်ကြပါတယ်မြင်တွေ့တဲ့အခါမှာဥရဝေလကအကုန်လုံးကဥရဝေလကတ္တပရောအကုန်လုံးရဲ့စိတ်ထဲမှာဒါဆိုရင်တော့ဒီယဟန်ဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးရှင်းညကလည်းသူတို့ရဲ့တကူကြည့်ပါလေမန်ကြည့်ပါလေဆိုတဲ့ငကားကိုတော့မှမွေသေးသေးလေးဖြစ်အောင်တကူနဲ့အစွမ်းနဲ့လုံနိုင်တယ်အခုလည်းအရက်လေးမျက်နှာနေပြီးတော့ဒီလိုမျိုးကိုရောင်ကိုဝအစင်းရှိတယ်ဒါဆိုရင်နမင်းကြီးတွေပဲဖြစ်လိမ့်မယ်ဒါမျိုးနမင်းကြီးတွေကဒီယဟန်စီကိုလာရောက်ပြီးတော့ရှ िख ိုးကြတယ်လာတွေ့ကြတယ်ဆိုတော့ဒါဒီယဟန်ကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဒါကြောင့်မလို့သူတို့တွေဟာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုအဲ့လိုတွေးပြီးနောက်ရက်မှာမေးကြပါတယ်ညလာဖူးတာဘယ်သူတွေလဲလို့မေးတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတော့ဒါကတော့စတုမာလေးနမင်းကြီးတွေဖြစ်ကြောင်းအဲ့လိုမျိုးပြန်ပြီးတော့ရှင်းပြပါတယ်သူကိုလာဖူးတဲ့အကြောင်းရှင်းပြတဲ့အခါမှာဥရဝေလကတ္တပကြီးကအဲ့ဒါဆိုရင်တော့သူကောင်းတယ်မှာအရင်လိုပဲမာနမကြသေးဘူးဒါဆိုရင်တော့နမင်းတွေတော့လာဖူးတွေ့ရတယ်ဆိုတော့ဒါဆိုရင်တော့တော်တော်တပိုးကြီးဟုတ်ပြီတပိုးကြီးတဲ့ပုံကိုဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုဒီမှာပဲသတင်းသုံးဖို့ဤနေရာမှာပဲသတင်းသုံးဖို့သူတို့ယသိတွေကနေပြီးတော့စွန့်အလုပ်ကျွေးပြုရမယ်ဆိုပြီးမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုသတင်းသုံးဖို့ပြောကြပါတယ်ပြောကြပြီးမယ်လေမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတကူကြည့်ပြီးမယ်ငါတို့လိုယဟန်တာမဟုတ်ဘူးလို့ဆက်ပြီးတွေးစေပါမယ်ထို့သောနောက်ရက်တတရားမြောက်ရက်ရောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးထံကိုညမှာတရားမင်းကလာရောက်ပြီးတရားနာပါတယ်တရားနာတာကိုလည်းထိုကဲ့သို့ညမှာဝင်ထိန်ထိန်နဲ့ဒီလိုမျိုးတရားမင်းလာရောက်တရားနာတာကိုခုနကနမင်း၄ပါးလောက်ဒီလောက်အဆင်းရှိရဆိုရင်တရားမင်းဆိုရင်ပို့ပြီးအဆင်းရှိမှာပေါ့ဒီလောက်ညမှာလင်းထိန်ပြီးတော့ဒီလိုမျိုးလာပြီးဖူးတွေ့တာဆိုတော့တုံးတန်တိုင်းပဲမေးကြတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကတရားမင်းကလာရောက်ပြီးတရားနာတယ်ဆိုတဲ့အကြောင်းထပ်ပြီးတော့ပြောကြပါတယ်ပြောကြပြီးမယ်လေထုံးတန်တိုင်းပဲဥရဝေလကတ္တပကြီးကမာနကတော့မကြသေးဘူးရှေ့မှာတွေးတဲ့အတိုင်းပဲဒီဘုရားဒီယဟန်ကဘလို့ပဲတကူကြီးတကူတော့ကြီးပြီမယ်ငါတို့လို့တော့ယဟန်တာမဟုတ်သေးဘူးလို့တွေးမြဲပဲဆက်ပြီးတွေးပါတော့လေဒီလိုနဲ့ပြာသူလာပြည့်နေကိုရောက်လာပါတော့လေပြာသူလာပြည့်နေကိုရောက်လာတဲ့အခါမှာယတိကြီးဆုံးကိုဖုံးပေးပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဥရဝေလတော်မှာတရင်သုံးရင်အဲ့ဒီပြာသူလာပြည့်နေမှာကြတော့အင်္ဂတိုင်းနဲ့မဂရတိုင်းတို့မှာနေကြတယ်လူအများကပွဲလက်တပင်တွေကျင်းပကြတယ်ကျင်းပကြပါတယ်ကျင်းပကြပြီးအဖိတ်နေရနေစပြီးတော့စွမ်းဘောတင်ချိုးချင်းစတာတွေအကုန်လုံးကိုအဖိတ်နေမှာစပြီးတော့ယသိတွေကိုဒါဥရဝေလကတ္တပစတဲ့ယသိတွေပေါ့နော်ယသိတွေအကုန်လုံးကိုပူဇော်လူတန်းဖို့အတွက်ဆိုပြီးတော့လာရောက်ပြီးတော့ယသိတွေပူဇော်လူတန်းကြပါတယ်ပူဇော်လူတန်းကြတဲ့အခါမှာတုတ်ကဲ့သို့လူတွေအများလာကြမှာဆိုတော့ဥရဝေလကတ္တပဘာတွေးတော့ဆိုတော့မြတ်စွာဘုရားပေါ်မှာလောဘမစ္စေယဆိုတဲ့အတွေ့လေးဝင်လာလာဘမစ္စေယ sorry ပါလောဘမစ္စေယမဟုတ်လာဘမစ္စေယဆိုတဲ့အတွေ့လေးဝင်လာလက်လာဘအဲ့ဒါနဲ့မစ္စေယလို့ပေါ့ကိုထက်တာမှာအဲ့လိုမျိုးပေါ့နော်လာဘမစ္စေယအတွေ့လေးဝင်လာအဲ့တော့မြတ်စွာဘုရားရှင်ဟာရုပ်ဆင်းရလည်းလှပါတယ်တကောကလည်းအမတန်မှကြီးတယ်သူ့ထက်လည်းရုပ်ဆင်းလှတယ်တကောကလည်းသူ့ထက်ကြီးတယ်ဒါပေမဲ့ဒီလိုယဟန်ကိုလူအများကမြင်မယ်ဆိုရင်အဲ့လူများရဲ့ရှေ့မှာပြန်ထပ်ပြီးတော့မြတ်စွာဘုရားရှင်ဒီယဟန်ကပေါ့နော်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကသူတွေးမှာတော့ယဟန်ပေါ့တကူမြန်ပြလိုက်ရင်တော့ငါတို့ကိုယုံကြည်ကြည်ညိုတာတွေပြက်ပြီးတော့ဒီယဟန်ကြီးကိုပဲပူဇော်စိတ်ကံအောင်ဆိုရင်လည်းဒီကတော့ကိုယ့်ထက်သားမှာမနာလို့ပါပေါ့လက်လာပါတွေသူ့ထက်ပို့ပြီးတော့တာသွားမှာသူတို့ကိုမပြစ်ပယ်ပြီးတော့ဖះကိုပဲပူဇော်ကြမှာအဲ့လိုမျိုးကြည်ညိုမှာအောင်သူတို့ဆိုရင်တော့ဒီမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးမရှိမှကောင်းမယ်ဆိုတဲ့အတွေ့တွေးမိအတွေ့တွေကြံလဲကြံဘယ်လိုလုပ်ရမလဲအဲ့တော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးသိတာပေါ့တာမန်ပုဂ္ဂိုလ်မှမဟုတ်တာဖះဥစ္စာသိတဲ့အခါမှာ103ခုနှစ်ပြာသူလာပြည့်နေမှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးမြောက်ကျွန်းကိုထိုနေ့မှာထိုနေရာမှာမနေပဲဥရဝေလကတ္တပလို့ရှိတဲ့နေရာဖះရှိမှာတရင်သုံးတဲ့နေရာမှာမနေပဲနဲ့103ခုနှစ်ပြာသူလာပြည့်နေမှာမြောက်ကျွန်းကိုသွားပြီးဆုံးခံထွက်ပါတယ်မြောက်ကျွန်းကိုသွားပြီးဆုံးခံထွက်တယ်ဆုံးခံထွက်ပြီးတော့အနောတက်ရှိအိမ်မှာဆုံးစားတယ်ဆုံးဖုံးပေးတယ်နောက်အခါမှာလင်္ကာဒီပမြည်သောတေဟူကျွန်းမှာသာသနာထွန်းတောက်မြည်ကိုမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကသိတော်မူပြီးတော့တပါးလည်းများစွာသောဖះတပါးလည်းများစွာသောဘလူးတို့ကိုနှိမ်နှင်းခဲ့ပါတယ်သူမနနတ်မင်းကိုလည်းစံတော်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးစံတော်လက်တဆုပ်ကိုပေးခဲ့ပါတယ်ဘာလို့ပေးခဲ့အောင်တော့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲလင်္ကာဒီပမြည်သောတေဟူကျွန်းမှာသာသနာထွန်းတောက်မှာဖြစ်တဲ့အတွက်ထိုနေရာမှာရှိတဲ့သူမနနတ်မင်းကိုစံတော်လက်တဆုပ်ပေးခဲ့ပါတယ်ပေးခဲ့ပြီးတော့အာယုံမတက်မီမှာပြန်ပြီးတော့ကြွလာပါတယ်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးအာယုံမတက်မီကိုပြန်ကြွလာဆိုတော့လာပြီးတော့တရက်နေပေါ့နော်လာပြီးတော့တရက်နေအာယုံမတက်မီပြန်ကြွလာတော့ထိုနေ့
ထိုနေ့မနေ့အချိန်မှာရသေးရနေပြီးတော့ဖះကိုစွန်းစားပင်ရင်းနဲ့ပြောတာပေါ့နော်မနေ့ကဘယ်သွားရလဲပေါ့ဖះရှိကြောင့်လိန်ပြောတာပေါ့ဗျာတကယ်တမ်းစိတ်ထဲမှာတော့မရှိလေကောင်းတယ်ဖះရှိမှကျတော့ငါတို့ကမျောနေတာပေါ့မင်းကဘယ်သွားရတော့အဲ့လိုမျိုးစကားကိုလော့ကော့ပြုတ်ပြီးလိန်ပြောတာပေါ့နော်လိန်လည်းလှက်ပတ်ပြီးလော့ကော့ပြုတ်အဲ့တော့မြတ်စွာဘုရားရသေးကိုမညာဖို့ပြောတာနော်ဥရဝေလာကတ္တပရသေးကိုမညာပါနဲ့တင့်ရဲ့စိတ်ထဲမှာတင့်ရဲ့အကြံတွေတင့်ရဲ့အတွေ့အကြုံဒီလိုမဟုတ်ဘူးအဲ့နေရတင်တွေ့ရငါမရှိလေကောင်းလေငါရှိရင်တကူမြန်ပြလိုက်ရင်တင်တို့အတွက်လက်လာပါလိမ့်မရှိတော့မှကြည်ညိုပြက်ကုန်ကြပြီငါ့ကိုပဲခုနကအတိုင်းနှစ်တိုင်းကအင်္ဂတိုင်းနဲ့မင်္ဂလာတိုင်းကပြည်သူပြည်သားတွေကငါ့ကိုပဲကြည်ညိုကြမှာတင်တို့စိုးရင်အဲ့ဒါကြောင့်မလို့တင်တို့အတွေ့တွေကိုအကုန်လုံးမြတ်စွာဘုရားရှင်ကပြောပြလိုက်ပြီးတော့ရသေးရတယ်ငါသူ့ရဲ့စိတ်ကိုတော့ဖတ်ပြီးတော့သိနေတယ်ဆိုတော့မြတ်စွာဘုရားကိုထပ်ပြီးတော့အထင်ကြီးရပေါ့ရှေ့မှာတကူပြတယ်တကူပြပြီးတော့ခုနကစတုမာရီနမင်းကြီးလေးပါလာဖူးတယ်ကိုတရားမင်းလာဖူးတယ်ခုသူ့ရဲ့စိတ်ကိုပါသိတယ်ဆိုတော့အထင်ကြီးဒါပေမဲ့လေမန်မာနာတော့မချသေးဘူးဗျတကူတော့ကြီးတယ်ထင်ကြီးတယ်ဒါပဲယဟန္တာသူ့လိုယဟန္တာမဟုတ်သူကတော့ယဟန္တာပေါ့ဗျာသူ့ကိုသူအဲ့ခက်ကလည်းသိရတဲ့အတိုင်းပဲအဲ့လိုမျိုးနဲ့နေပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြည့်ရအဲ့ဒီဥရဝေလာကတ္တပစီမှာပဲနေရင်းနဲ့ဒေသစာတွေထပ်ပြီးတော့ဘုရားကြွသေးတယ်ဘယ်ကိုကြွတော့ဆိုတော့ဒေနဏီကုံတကြီးရဲ့ကျော်မမဲပုံနာအဲ့မှာဒေသစာကြီးကြွရင်လည်းလမ်းမှာပေါ့နော်ဒေနဏီကုံတကြီးရဲ့ကျော်မမဲပုံနာရဲ့အလောင်းကိုရှေးတုန်းကကြတော့အလောင်းကိုပတ်တာခုခေတ်လိုတော့မိတချိုတာတော့မဟုတ်ဘူးပေါ့အလောင်းကိုဆိုတော့အဝိဖြူဆိုဝိဖြူပေါ့အဲ့ဒါနဲ့ပတ်ပြီးတော့တုတ်တန်မှာပြစ်ထားခဲ့အဲ့လိုမျိုးပြစ်ထားခဲ့တော့ခါကြတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြတင်းကြိုင်ကိုသွားတဲ့ခါမှာခုနကဒေနဏီကုံတကြီးရဲ့ကျော်မမဲပုံနာရဲ့အလောင်းကိုပတ်ထားတဲ့အဝိကိုတုတ်တန်မှာပြစ်ထားတာပေါ့နော်အလောင်းကိုပြစ်ထားတော့ကြည့်လိုက်တော့တွေ့တော့ဘာကြီးတွေ့တော့ဆိုတော့ပိုးလောက်လန်းနေတွေ့ပိုးလောက်လန်းကဘယ်လောက်ထိများတော့ဆိုတော့ဥပမာတတိလောက်ခန့်ရှိရပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြပန့်တကူတင်ငန်းဝတ်မှာဟုတ်ပန့်တကူတင်ငန်းကိုပဲမြတ်စွာဘုရားရှင်ကိုလိုမြင်ကြဝတ်တာဟုတ်အဲ့တော့ဒီကျော်မကိုပတ်ထားတဲ့ပန့်တကူတင်ငန်းဖြစ်ဖို့တော့တစ်ချက်အလောင်းတွေမှာလူတွေမသုံးတော့တဲ့ခုတာဆိုရင်တော့လည်းမသုံးနိုင်ဘူးပေါ့နော်အလောင်းပတ်ထားတဲ့အဝတ်ဒါမှမဟုတ်လူတွေမသုံးလို့စွန့်ပစ်ထားတဲ့အဝတ်အဲ့လိုမျိုးအဝတ်တွေကိုမြတ်စွာဘုရားရှင်ကိုလိုမြင်ကြပန့်တကူတင်ငန်းအတွက်ကိုတစ်ချက်ကောက်ပြီးရင်ဒါလျှော်ဖို့စေပါညာလောက်အောင်ပါပေါ့နော်ပြုတ်ပြီးတော့ဖန်ရေးဆိုအဲ့လိုလောက်အတစ်ချက်အနေနဲ့ပထမဦးဆုံးအလောင်းကိုကောက်လိုက်တဲ့ခါမှာခုနကတပီလောက်ရှိပိုးလောက်လန်းတွေကိုဖယ်လိုက်အဲ့လိုမျိုးမြတ်စွာဘုရားရှင်ဖယ်လိုက်တဲ့အချိန်မှာဘာဖြစ်တုံးဆိုမဟာပထဝီညီကြီးကတော့မြည်ရှိပြီးတော့ငလင်ကြီးလှုပ်တာငလင်ကြီးလှုပ်တာဒါအဲ့မှာမြတ်စွာဘုရားရှင်ကိုလိုမြင်ကြည့်တာအလောင်းကောက်လိုက်ပန်းတကူတင်ငန်းအတွက်ကောက်လိုက်တဲ့အချိန်မှာငလင်ကြီးလှုပ်တာငလင်ကြီးလှုပ်ပြီးတော့အဝိတ်ကိုပထမဦးဆုံးကောက်ပြီးတော့ဆိုဘုရားလျှော်ဖို့အတွက်ဒါစဉ်းစားရတော့မှာလေအဝိတ်ကောက်ပြီးတော့ဒါလျှော်ရတော့လျှော်ဖို့အတွက်ကြတော့ဘာဖြစ်တုံးဆိုတရားမင်းကရောက်လာပြီးတော့ဘုရားဒီပန်းတကူတင်ငန်းကောက်တော့ငလင်လှုပ်လိုက်ပြီးတော့တရားကလည်းသိတော့ခါကြတော့ရောက်လာပြီးတော့ရေကန်ကြီးဖန်ဆင်းပေးလိုက်တာရေကန်ကြီးဖန်ဆင်းပေးပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြည့်ကိုဒီရေကန်မှာလျှော်ဖို့အတွက်ထပ်ပြီးတော့ပြောတဲ့ခါကျမြတ်စွာဘုရားရှင်အရေကန်မှာလျှော်တဲ့ခါမှာလည်းဒုတိယအကြိမ်ထပ်ပြီးတော့ငလင်ကြီးထပ်ပြီးတော့လှုပ်တယ်ထပ်လှုပ်ပြီးတော့ဒါလျှော်ပြီးတော့ခါကျမြတ်စွာဘုရားရှင်ကိုလှမ်းမှုအတွက်ကြတော့တရားကဘာလုပ်ပြန်တော့ကြောက်ဖြာကိုအနားမှာမြတ်စွာဘုရားရှင်ကိုလိုမြင်ကြအနားမှာအရန်နဲ့ဘယ်မှသွားရမလို့အောင်အနားမှာကြောက်ဖြာတစ်ခုဖန်ဆင်းပေးလိုက်တာကြောက်ဖြာတစ်ခုအဲ့မှာကြောက်ဖြာမှာလှမ်းမှာဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြလှမ်းမှုပြောပြီးတော့နောက်တစ်ခါလှမ်းပြီးတော့ခါကျချိတ်ဖို့အတွက်စဉ်းစားတဲ့ခါကျတော့ခရက်ပင်စောင့်တဲ့နတ်ကနေပြီးတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြစဉ်းစားလိုက်တဲ့အချိန်မှာအဲ့ဒီအချိန်မှာဗာပဲနေအဲ့ရေကန်ကျွန်တော်ကြောက်ဖြာလှမ်းထားတာရဲ့ဘေးမှာခရက်ပင်ရှိအဲ့ခရက်ပင်မှာစောင့်တဲ့နတ်သားခရက်ကိုင်းကိုညှို့ပြီးတော့သူကဆွဲလိုက်တာကိုင်းပေးလိုက်တာနော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုလိုမြင်ကြဒီမှာပဲချိတ်ဆွဲတော်မူပါဖေဟာလို့ပြောလိုက်တော့ဖေဟာကခုနကခရက်ပင်ဒါနတ်သားကိုင်းညှို့လိုက်တဲ့ဥစ္စာကိုချိတ်ဆွဲလိုက်တယ်ချိတ်ဆွဲပြီးတော့နောက်တစ်ခေါက်စိုးရမှာစိုးရီကြိုရမယ်လှမ်းရမယ်အဲ့တော့ခါကျအဲ့ခုနကစိုးရီကြိုဖို့ပြီးတော့လှမ်းဖို့အတွက်တရောပါတကြားကနေအလိုရှိတာအားလုံးလိုရတာအားလုံးကိုနောက်ကနေပြီးတော့ပြုလုပ်ပေးဖျားကိုအရန်သိဖြစ်အောင်ပေါ့နော်စိုးဖို့အတွက်ဆိုလဲစိုးဖို့ကြိုဖို့အတွက်ဆိုလဲကြိုဖို့လှမ်းဖို့အတွက်ဆိုလဲလှမ်းဖို့အရန်သိလုပ်ပေးအဲ့လိုလုပ်ပြီးတော့ပြီးတော့ဒါပါပဲနေပန်းတကူတင်ငန်းအတွက်အဲ့လိုမျိုးဖြစ်တော့ဥရဝေလာကတ္တပကနေပြီးတော့ကတ္တပရတိပေါ့နော်ရတိကနေပြီးတော့ဘာသိအောင်ဆိုတော့ခုနကဒီနေရာမှာရှိတယ်ရေကန်တွေကြောက်ဖြာတွေခက်တက်ကိုင်းတွေအားလုံးအရင်တော့မရှိဘူးအခုကအရင်တော့လည်းမတူဘူးဖြစ်နေတာပုံစံတွေထူးခြားနေပြောင်းနေတော့အရင်တော့လည်းရေကန်မရှိဘူးဒါတရားလို့နတ်သားလို့နော်ဒါအားလုံးကဒီလိုလှုပ်လို့ဖြစ်တာဆိုတော့မေးရမြတ်စွာဘုရားရှင်အဲ့မှာမေးတော့ခါကျတော့မြတ်စွာဘုရားရှင်ကိုလိုမြင်ကြည့်ဟုတ်တယ်ဒါကတော့ခုနကပြောသလိုပေါ့နော်ဒီရေကန်ကိုလည်းတရားဖန်ဆင်းပေးတယ်တရားလို့ဒီခက်တက်ပင်ဆောင်တဲ့နတ်တို့ဒါသူတို့ကဒီလိုမျိုးပန်းတကူသင်္ကန်းလုပ်ဖို့အတွက်ဒါပန်းတကူသင်္ကန်းကောက်တဲ့ချိန်လျှော်တဲ့ချိန်လှမ်းတဲ့ချိန်အရင်ကသူတို့ကလုပ်ပေးတယ်ပြောမှဆိုရင်ဒါနတ်တွေကနေပြီးတော့မြတ်စွာဘုရားကိုအလုပ်ကျွေးပြုတာပါပဲဒါကလည်းအဲ့တော့အလုပ်ကျွေးပြုနေဆိုတော့ဒါသိသွားဥလို့လေဒါနတ်တွေတောင်မှနတ်တောင်မဟုတ်နတ်တရားတွေတောင်မှမြတ်စွာဘုရားဒီယဟန်ကြီးကိုဒါအလုပ်ကျွေးပြုတယ်ပေါ့နော်ခုနကရှေ့မှာကျတော့နတ်တွေတရားတွေလာဖူးတာကိုကအလုပ်ကျွေးပြုတယ်ဒါမှမဟုတ်လေထုံးတယ်တိုင်းမန်မာနာမကြသေးယဟန်နာမဟုတ်ဘူးပေါ့ဗျာသူလို့ဒါပါပဲနေအထင်ကတော့ကြီးတယ်ရှင်ယဟန်ထင်ကြီးရဲ့တကူရှိရယဟန်နာမဟုတ်သေးဘူးအဲ့လိုပဲတွေ့အဲ့လိုနဲ့ရတိကိုပြန်ခိုင်းလိုက်တာမြတ်စွာဘုရားရှင်ကိုလည်းပြန်ခိုင်းပြီးတော့ပြန်ခိုင်းလိုက်တဲ့အချိန်မှာခုနကဥရုနဲ့ကတ္တပရတိကပြန်သွားတဲ့အချိန်မှာမိဘကံကိုဒါခုနနေရာကိုဒါသင်္ကန်းလုပ်တဲ့နေရာကိုရတိကရောက်လာတယ်ပြောတယ်မေးပြီးတော့ရတိကိုဘုရားပြန်ခိုင်းလိုက်တဲ့အချိန်မှာဘုရားကဘယ်မှာသတင်းသုံးတာလို့ဆိုတော့ရတိခုနကနေတဲ့မိဘကံမှာသတင်းသုံးတဲ့မိဘကံကိုရတိကမရောက်ခင်မှာမြတ်စွာဘုရားရှင်ကိုလည်းကြည့်သူတကူတော့နဲ့
စပုတပြေတီကိုသွားကောက်ပြီးတော့မိဖို့ခံမှာရသေးတဲ့အရင်ရောက်လာပြီးတော့တပြေတီခုနကစပုတပြေတီကိုကျွေးတော့ရသေးကမစားဘဲနဲ့တော့ဘာမေးအောင်ဆိုတော့ဘာလို့ဆိုဒီစပုတပြေတီမမြင်ဘူးလေဒါဖះကျွေးမှာမစားတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ပြောပြန်ဒါကတော့စပုတပြေတီပဲဒါမင်းကိုပြန်ခိုင်းလိုက်ပြီးတော့ငါစပုတပြေတီကောက်ပြီးပြန်လာဒါဆိုရင်တော့တကူတော်ကြီးရပဲငါနောက်မှငါ့ကိုအရင်ပြန်ခိုင်းတယ်ငါနောက်မှဒါစပုတပြေတီလည်းတော့ကောက်ပြီးတော့ငါတဲ့အရင်ရောက်နေဒါမှမဟုတ်ထုံးတဲ့အတိုင်းသူတကူကြီးတာလေကြီးပလေးစီဒါငါတို့မျိုးရဟန္တာမဟုတ်ဘူးတခါထပ်ပြီးတွေးပြန်အဲ့ဒါပြီးတော့တရက်ဖြူသည်စပုတပြေခုနကတပုတပြေပင်ရဲ့အနားမှာရှိတယ်တရက်ဖြူပင်ပေါ့နော်အဲ့မှာတရက်ဖြူသည်ကိုလည်းကောက်ပြီးတော့လာကျွေးတယ်ပြီးတော့ခုနကလိုပဲအဲ့ဒီတရက်ဖြူသည်အနီးမှာရှိတယ်ရှစ်ရှားသည်ကိုလည်းကောက်ပြီးတော့ကျွေးတယ်ပြီးတော့ကြက်စုသည်ကိုလည်းကောက်ပြီးတော့ကျွေးတယ်အဲ့လိုမျိုးကျွေးလဲဘယ်လိုပဲကျွေးဘယ်လိုပဲတကူကြပြဒါတကူကြီးဟုတ်တယ်ဒါပေမဲ့ထုံးတယ်နိုင်မယ်ငါတို့ရဟန္တာမဟုတ်သေးဘူးအဲ့လိုပဲတွေးမြင်အဲ့လိုပဲမြတ်စွာဘုရားရှင်ကိုလိုမြတ်ထပ်ပြီးတော့ဘာထပ်ပြီးတကူပြအောင်ဆိုတောင်ရင်သာနက်ပြည်မှာဟုတ်ပြီဒါလူပြည်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတောင်ရင်သာနက်ပြည်မှာရှိတယ်ပင်လေကတစ်ပွင့်အဲ့လိုမျိုးယူတယ်အမျိုးဖုံတကူတွေပြပေးမယ်လေရသေးကထုံးတယ်နိုင်မယ်တကူကတော့ကြီးတယ်ဒါပေမဲ့အဲ့လိုမျိုးငါတို့ရဟန္တာမဟုတ်သေးဘူးဒါပေမဲ့ရသေးရဲ့အတွေ့ကိုဖေးရသိဒီရသေးဟာကျွတ်တန်းဝင်မှုဒီချိန်မှာတရားဟောမယ်ဆိုလဲကျွတ်တန်းဝင်မှုအချိန်မကြသေးဘူးဆိုတော့သိခံပြီးတော့ပဲစုံဖုံးပေးပြီးတော့နေတရင်သုံးနေပါတော့တရက်ရောက်တဲ့ခါကျတော့ရသေးတော့မီးလုံကျွေးတော့သူတို့မီးလုံတာတော့ဘာဟုတ်ပေါ့နော်အဲ့လိုမျိုးလုံကြကိလေသာကိုပြောမဆိုရင်ကိလေသာကိုမီးနဲ့กินတာပေါ့ပြောမဆိုပြောက်အောင်ဒါသူတို့အတွေ့အဲ့လိုမျိုးလုံတဲ့ခါမှာထင်းခွဲတဲ့ခါမှာထင်းနေမှာမကွဲဘူးထင်းနေမှာမကွဲတော့ခါကျတော့အဲ့မှာရသေးတွေကသူကထင်း900ရသေး900ဟုတ်အဲ့တော့ဥလူငွေလာကတ္တပါတပည့်900ထင်းခွဲပေးဖို့ဖះကိုပြောတော့ရှောက်ခိုင်းတော့ဥလူငွေကတ္တပါထင်း900ခွဲပေးဖို့ပြောသူအပား900ဆိုရင်ထင်း900အတွက်အဲ့လိုမျိုးပြောတော့ခါကျဖះကထင်းလုံးနေနှုတ်ကနေပြောလိုက်တာဒီထင်းလုံး900ဒီအမြန်ကွဲစီဆိုပြီးကွဲစီတတိဆိုပြောလိုက်တာချက်ချင်းကွဲသွားအဲ့လိုပဲဒါကထင်းကွဲတော့လေမီးညိတော့လေမင်းကညှိမရအောင်မီးညှိမရတော့မီးညှိဖို့အတွက်ပြောအဲ့လိုပဲမီးညှိဖို့အတွက်900ကိုလည်းမြတ်စွာဘုရားရှင်ကိုလည်းမြတ်မီးညှိစေလို့ပြောတော့မီးညှိသွားပြီးတော့မီးတောက်သွားပြီးတော့သူလောက်ကြမီးกินရရှိအกินပေါ့အဲ့လိုမျိုးမီးกินပြီးတော့ခါကြတယ်မီးလုံပြီးတော့ခါကြတယ်မီးကညှိမရအောင်မီးညှိမရတော့လေထုံနေဘုရားကိုကူညီတော့အဲ့တော့လေဘုရားမီးညှိစေတတိလို့နှုတ်ကပြောလိုက်တာနဲ့မီးကညှိသွားမီးညှိပြီးတော့ဘာလို့ကိလေသာတွေကိုရေနိုင်မျောမယ်ဆိုပြီးရေကစားကြတက်တော့ခါကြတော့အဲ့မှာဘာဖြစ်လဲချမ်းလာတဲ့ခါကျတော့မီးလင်းပုံ900ဖန်ဆင်းအဲ့မှာမြတ်စွာဘုရားရှင်ကိုလည်းတကူနဲ့ဖန်ဆင်းပြီးတဲ့ခါကျလည်းမီးလင်းပုံ900နဲ့သူတို့ဒါဟိုဖြစ်တော့ဒါအကုန်လုံးဥဝေလာကတ္တမအောင်ဒါဆိုရင်တော်တကူကြီးဒါပဲထုံးနိုင်မယ်သူ့လိုရဟန္တာမဟုတ်သေးဘူးအဲ့လိုနဲ့ဒါပဲနေအိုက်လာရပြသူလာကြီးအရန်ချမ်းတဲ့ကာလာအဲ့လိုရန်ချမ်းတဲ့ကာလာပြသူလာကြီးမှာတရက်ကြတော့မိုးတဲထန်စွာရွာမိုးရွာတဲ့ခါကျတော့သူတို့နေတဲ့နေရာတစ်ခုလုံးရေတွေလွှမ်းသွားတဲ့ခါမှာမြတ်စွာဘုရားရှင်တရင်သုံးတဲ့နေရာမှာပဲရေရမလွှမ်းမဲနဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဈေးညံမှာရှောက်ပြတကူပြတာပေါ့တကယ်တမ်းတော့အဲ့တော့ယသိခုနကဥဒ္ဓဝေလာကတ္တမနဲ့ယသိတွေကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနော်စိတ်ပူတော့ခါကျတော့လာကြည့်ကြဘာလို့သူတို့နေရာလေရေတွေကဟိုမြုပ်သွားပြီဆိုတော့ဒါလှေနဲ့လာကြည့်ပြီးဖះအောင်အဲ့လိုမျိုးဈေးညံရှောက်တာတွေ့တော့ခါကျတော့ဒီလှေပေါ်တက်ဖို့ပြောတော့ခါကျတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ခုနဈေးညံရှောက်တဲ့နေရာလေးဇန်နဲ့ကြွပြီးတော့လေပုံတက်အဲ့လိုမျိုးတက်ပြီးတော့လေတကူပြတော့ခုနအတိုင်းပဲအဲ့တော့ထုံးတယ်တိုင်းပဲသူ့ကိုယ်သူတော့ရဟန်းနာမယ်ဖះတကူကြီးဇန်ရတယ်ပေါ့ဇန်ရတဲ့တကူရှင်ရဟန်းပေါ့ဒါပေမဲ့ရဟန်းနာမဟုတ်သေးဘူးထုံးတယ်တိုင်းပဲအဲ့လိုမျိုးပဲတွေးနေတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသူ့ရဲ့ဥရုလာကတ္တပါကြီးအချိန်ကြာလာပြီကျွတ်တန်းဝင်မှုအချိန်လည်းကြာလာပြီဆိုတာကိုသိတယ်ရဟန္တာသူ့ပဲလို့မာနထောင်လွှမ်းနေရဒါပေမဲ့အချိန်ကြာလာပြီဆိုတော့သိတဲ့ခါကျဘာမိန်တော့ဆိုတော့အိုချစ်သားကတ္တပါတင်းရဲ့မာနတရားမိုးတူပင်ထောင်လွှားရောက်ချနေပြီနေမင်းလာမင်းတို့ရဲ့အလင်းရောင်ဟာငါရဲ့ကိုရောင်လောက်မတောက်ဘူးအားနေတယ်ခုအမြဲတမ်းတွေးနေတယ်နေမင်းလာမင်းတို့ကိုမန်ခုပြီးတော့အန်တုဗတ်ပြိုင်နဲ့ပိုးဆုံးကျူးအကောင်မိုက်ကဲ့သို့မိမိတန်တန်မှာရှိတဲ့ဉာဏ်ကိုမချစ်မချင်းကိုယ်အစွမ်းစားနဲ့ကိုယ်အစွမ်းစားကိုလည်းမမှန်မတွက်ဆမတ်ဖို့အကြောင်းကိုလည်းမထင်မမြင်ထိုးများလောက်အောက်တန်းစားအခြေအနေရောက်နေပါလေနဲ့ငါတို့ကဲ့သို့ရဟန္တာမဟုတ်ဘူးတေးသိမ်ယုံညံ့တဲ့အတွေးတွေကိုသာစတဲ့တေးသိမ်ယုံညံ့တဲ့အတွေးတွေကိုသာအဖန်ဖန်ဆင်ခြင်ပြီးတော့နေကြပြီဘုရားအလိုလေးမိတ်လိုက်တာအိုးချစ်တာကတ္တပါတင့်ရဲ့မာနတရားတို့ကမိုးတို့ပင်ထောင်လွှားရောက်ရှိနေပြီနေမင်းလာမင်းတို့ရဲ့အလင်းရောင်ဟာငါရဲ့ကိုရောင်လောက်တောင်မတောက်ထင်ဘူးအားနဲ့လှတယ်ဟုတ်နေမင်းလာမင်းတို့ကိုမန်ခုပြီးအန်တုဗတ်ပြိုင်နဲ့ပိုးဆုံးကျူးအကောင်မိုက်ကဲ့သို့တင်ရလဲမိမိရဲ့တဒံမှာရှိတဲ့ဉာဏ်ကိုမချင့်ချင်ပဲနဲ့ကို့အကျင့်ကိုလည်းကို့အကျင့်စကန်းကိုလည်းမမှန်မတွက်ဆပဲနဲ့မတ်ဖို့ရောက်ကြောင်းကိုလည်းမထင်မမြင်ထိုများလောက်အောက်တန်းစားအခြေအနေကိုတင်ရောက်နေပါလျက်နဲ့ငါတို့ကဲ့သို့ယဟန္တာမဟုတ်ဘူးဒီယဟန်ကြီးဟာစတဲ့သေးသိမ်ရုံညံ့တဲ့အတွေ့အကြံကိုသာ
တင်ဟာအဖန်ဖန်ကြံ့ရည်နေကြပြီတကားလို့ဖခင်မိန့်တော်မူလိုက်တဲ့အခါမှာအဲ့ချိန်မှာယသိကြီးဖခင်ရဲ့ခြေတော်ကိုဥချကတော့တောင်းပန်ပြီးတော့သူမှားပါတယ်ဆိုတဲ့အကြောင်းဖခင်ရဲ့တပည့်ယဟန်ဖြစ်လို့ကြောင်းတောင်းပန်လျှောက်ထားပါတော့တောင်းပန်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကနေပြီးတော့ဟုတ်ပြီတင်တကယ်လို့ငါရဲ့တပည့်ယဟန်ဖြစ်ချင်တယ်ဆိုရင်တင်ရဲ့တပည့်900ကိုသွားပြီးတော့တောင်းပန်ခြင်းလျှောက်ထားခြင်းခွင့်ပန်ခြင်းပေါ့ပြောနေတာတောင်းပန်ခြင်းပေါ့ခွင့်ပန်လျှောက်ထားခြင်းဘာလို့လဲဆိုတော့ဖခင်ဥရဝေလာကတ္တပတူတဲ့တကူယဟန်ဖြစ်စေချင်တာမဟုတ်ဘူးအကျွတ်တန်းဝင်စေချင်တာသူတို့အားလုံးပါ1000လုံးကျွတ်တန်းဝင်စေချင်တာအဲ့တော့ခုသူ့ရဲ့တပည့်900ကိုသွားပြီးတော့ခွင့်ပန်ခြင်းလို့ပြောလိုက်တော့ခါကြတော့ဥရဝေလာကတ္တပနေပြီးတော့သူ့ရဲ့တပည့်တွေ900စီကိုတပည့်တွေ900ကိုခေါ်ပြီးတော့ငါရဲ့အကျင့်တွေကမှားနေပြီအဲ့တော့ခုတို့ယဟန်လို့ထင်ထားတယ်ယဟန်ကြီးခေါ်လက်မလို့ထင်ထားတယ်ဖခင်ထံမှာတပည့်ခံဖို့အတွက်ငါတပည့်ခံခြင်းနဲ့အဲအကြောင်းဒီတပည့်တွေကိုခွင့်တောင်းတယ်အဲ့လိုမျိုးပြောတဲ့အခါမှာတပည့်တွေကလည်းအဲ့ဒီချိန်မှာသူတို့ကလည်းအရင်ကတည်းကဒီယဟန်ပြုတ်လို့ကြောင်းဖခင်ယဟန်ခေါ်လက်မကိုသဘောကျနေပြီကြောင်းဆရာကိုဥလူလာကတ္တပဆိုတဲ့သူတို့ရဲ့ဆရာကိုချစ်ကြောက်ယူတာမပြောတာတကယ်တမ်းတော့သူတို့လည်းယဟန်ပြုတ်လို့ကြောင်းပြောတဲ့အခါမှာဟုတ်ပြီအဲဆိုရင်အကုန်လုံးကစိတ်တူသဘောတူပြီအဲကြောင့်ဥလူလာကတ္တပနဲ့တော့တပည့်900လို့ဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံမှာယဟန်ပြုတ်ပါတော့လေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံမှာယဟန်ပြုတ်ဖခင်ကယဟန်ဝတ်ပေးလိုက်တဲ့အခါမှာအားလုံးယဟန်ဖြစ်ပြီးတော့တော့ထမင်းမစားရေမတောက်ကိုတုံးလုံးမီးလုံးရေငုပ်ဇေခုတ်စူးကြုံမှာအိတ်မအိတ်ဖဲနဲ့နေမသွားဘဲနဲ့ရက်စောင်းကြောင်ထိုင်စတဲ့ကိလေသာကိုပယ်ချမယ်ဆိုတဲ့သူတို့ရဲ့အကျင့်တွေကမပယ်ချနိုင်ကြအောင်သူတို့သိပါတယ်အဲ့လိုမျိုးသိပြီးတော့ဖခင်စီမှာတပည့်ခိုင်ပါတော့မြတ်စွာဘုရားရှင်ကခုနကအဲ့အကျင့်တွေကကိလေသာကိုမပယ်နိုင်ဘူးကိလေသာကိုတကယ်ပယ်နိုင်ဖို့အတွက်ကဘောဓိပက္ခိယတရား38ပါးလို့ကိုအားထုတ်မှသာမတ်ဖို့ကိုရနိုင်မယ်ဟုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာဘောဓိပက္ခိယတရား38ပါးကိုဟောကြားတော်မူပါတယ်ပစ္စည်းတွေကိုရေမာမျောအဲ့မှာခုနကပစ္စည်းရသိ900တွေကမှာသူတို့ရသိဥရဝေလာကတ္တပနဲ့သူ့ရဲ့တပည့်ရသိ900တွေရဲ့ပစ္စည်းတွေပေါ့ရှေ့မှာသူတို့သုံးဆောင်ပစ္စည်းတွေကိုရေမာမျောချလိုက်တယ်ရေမာမျောချလိုက်တော့သူတို့ကခုနကရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲသူကမြေကိုတကွေးစီကိုညီကိုတွေနေကြတာအဆင့်လိုက်အဲ့တော့သူတို့ကညညာမြေကိုရနေပြီးတော့ရေတွေပစ္စည်းကိုမျောလိုက်တော့အဲ့ပစ္စည်းကရေစီးနဲ့သူတို့ပါသွားမျောပါပြီးတော့ဥရဝေလာကတ္တပရဲ့ညီဖြစ်တဲ့နဒီကတ္တပနဒီကတ္တပစီကိုရောက်သွားနဒီကတ္တပကသူ့မှာတပည့်300ရှိတယ်တပည့်300ရှိတော့ခါကျဟာနဒီကတ္တပနဲ့သူ့တပည့်တွေကမြင်ကြအောင်ဘာများဖြစ်လို့လဲဒါဆိုရင်တော့အကြောင်းအရာထူးခြားပြီလို့လဲသွားမယ်ဆိုပြီးတော့သူ့ရဲ့အကူဥရဝေလာကတ္တပစီကိုလာကြတဲ့ခါကျတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးထံမှာအကုန်လုံးယဟန်ပြုလိုက်ကြပြီသူတို့ရဲ့အကျင့်တွေကမှားနေပြီအဲဒါကြောင့်မလို့ဒီလိုမျိုးသူတို့အကျင့်တွေကိုပယ်ဖြတ်ပြီးတော့ဘောဓိပက္ခိယတရား38ပါးဒါလည်းမတ်ဖို့ကိုရနိုင်ပြီမယ်ဆိုတာကိုသိလိုက်ပြီးတော့သူတို့ရဲ့အကျင့်မှားကြောင်းသိပြီးဘုရားစီမှာတပည့်ခံယဟန်ပြုပြီးတော့သူတို့ရဲ့ပစ္စည်းတွေကိုရှေ့ရလို့ပဲအကုန်လုံးရေမှာမျောလိုက်ကြတော့900 300 800ပေါ့နော်မျောလိုက်တဲ့ဥစ္စာကိုနောက်ကနေပြီးတော့အောက်မှာရှိတဲ့သူရဲ့ညီငယ်ဆုံးဖြစ်တဲ့ဂယာကတ္တပနဲ့တပည့်900တို့ဟာထုံနေတူပဲမြင်သွားတော့လိုက်လာပြီးတော့ထုံနေရှိနေတူပဲယဟန်ပြုတ်လိုက်ကြတော့ခါကြတော့အားလုံးပေါင်းမြတ်စွာဘုရားရှင်ရဲ့သာသနာမှာဥရဝေလာကတ္တပနဒီကတ္တပဂယာကတ္တပစတဲ့ယသိညီနောင်သုံးနဲ့သူတို့ရဲ့တပည့်အပါ1000တို့ဟာယဟန်ပြုတ်ပြီးသာသနာမှာဘုရားရဲ့တပည့်ယဟန်အဖြစ်ရောက်ရှိလာကြပါတော့လေဒီလိုနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဥရဝေလာတော်မှာထွက်ရပြီးတော့ဂယာတိတသို့ရောက်သွားတဲ့အခါမှာအနီးကြောက်ဖြာမှာထိုင်ပြီးတော့အာထိတ္တပရိယာယတုတ်ကိုဟောတော်မူပါတယ်ခုနကယသိ1000အာထိတ္တပရိယာယတုတ်ကိုဟောတော်မူတဲ့အခါမှာယသိ1000လုံးဟာယထုအာထိတ္တပရိယာယတုတ်ကိုနာယူပြီးတော့ယဟန်ပြုတ်သွားကြပါယဟန်ဖြစ်သွားပေါ့ယဟန်နာဖြစ်သွားထိုနေရာမှာပဲအားလုံးကိုကျေးဇူးတင်ပါတယ်